မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဝင်းပိုက်မျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ယနေ့ဆွေးနွေးသွားမယ့်ခေါင်းစဉ်လေးကတော့ဂျန်နာအကြောင်းမိတ်ဆက်ခြင်းဖြစ်ပါတယ်ခုနောက်ပိုင်းမှာဂျန်နာကိုလူပြောများလာကြပြီဖြစ်ပါတယ်တိုးတော်လဲဂျန်နာရဲ့အဓိပ္ပာယ်ကိုကြားမှလို့ပဲလူတွေကအများစုထင်နေကြပါတယ်ဆက်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလည်းကြားမှလို့ပဲအများစုကသိထားကြပါတယ်အင်္ဂလိပ်စကားလုံးမှာတော့ sex နဲ့ gender နဲ့ဟာအဓိပ္ပာယ်တူတူပဲလို့ထင်မြင်စရာရှိပါတယ်ဒါပေမဲ့ sex နဲ့ gender နဲ့ကိုတော့လူမှုရေးပညာရှုထောင့်ကနေလေ့လာကြည့်မယ်ဆိုရင်တော့အဓိပ္ပာယ်ကွဲပြားခြားနားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင် gender ဆိုတာဘာလဲ sex နဲ့ဘယ်လိုကွဲပြားခြားနားလဲဆိုတာကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ sex ဆိုတာကိုလိင်လို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်အမျိုးသားလိင်ငါပါတဲ့သူကိုအမျိုးသားအမျိုးသမီးလိင်ငါပါလာတဲ့လူကိုအမျိုးသမီးလို့သတ်မှတ်တာဖြစ်ပြီးတခါတည်းမှာလိင်ငါနှစ်မျိုးစလုံးနဲ့ပါလာပြီးမွေးပါလာတဲ့လူတွေလည်းရှိတတ်ပါတယ်လိင်ဆိုတာမမွေးပါခင်တွေကတတ်မှတ်ချက်ရှိပြီးသားဖြစ်ပါတယ်အခုခေတ်ဆိုရင်အမျိုးသားလားအမျိုးသမီးလားဆိုတာကိုမမွေးခင်တွေကအထရာဆောင်းတွေရိုက်ကြည့်ပြီးတော့သိရှိနိုင်ပြီဖြစ်ပါတယ်အခုခေတ်မှာအမျိုးသားလိင်ငါနဲ့အမျိုးသမီးလိင်ငါအမျိုးသမီးလိင်ငါနဲ့အမျိုးသားလိင်ငါပြောင်းလဲမှုတွေရှိနေကြပေမဲ့လည်းအမျိုးသမီးတယောက်ကဲ့သို့ကိုဝင်ဆောင်တာအမျိုးသားတယောက်ကဲ့သို့တုပ်ပိုးထုတ်လွှတ်တာတွေကိုတော့ခန္ဓာကိုယ်ကပြောင်းလဲမလုပ်ဆောင်နိုင်သေးပါဘူးဒါကြောင့်လိင်ဟာအမျိုးသားအမျိုးသမီးတတ်မှတ်ချက်တာဖြစ်ပြီးနေရာဒေသနဲ့အချိန်တော်မူတည်ပြီးတဘာဝအတိုင်းပြောင်းလဲဖို့မဖြစ်နိုင်ပါဘူးဒါဆိုရင်ဂျန်နာဆိုတာဘယ်လိုမျိုးပါလဲဂျန်နာဆိုတာလူမှုအတိုင်းဝိုင်းကတတ်မှတ်ထားတဲ့တတ်မှတ်ချက်တာဖြစ်ပါတယ်အမျိုးသားဆိုရင်ဘယ်လိုပြုမှုနေထိုင်ရမလဲအမျိုးသမီးဆိုရင်ဘယ်လိုပြုမှုနေထိုင်ရမလဲလို့လူမှုအတိုင်းဝိုင်းကတတ်မှတ်ချက်တွေပဲဖြစ်ပါတယ်ဥပမာခလေးတယောက်ကိုမွေးနေ့လက်ဆောင်ပေးကြမယ်လို့စဉ်းစားကြည့်ရအောင်မိန်းကလေးဆိုရင်အယုံမတွေအလှပြင်ပစ္စည်းတွေအင်းချက်တဲ့ခလေးကစားစရာအလုပ်တွေကိုဝယ်ပေးကြမယ်လို့စဉ်းစားကြပါမယ်ယောက်ျားလေးတွေဆိုရင်တော့တနတ်တို့ကားတို့ဘောလုံးတို့ကိုဝယ်ပေးကြမှာဖြစ်ပါတယ်အခုလိုတတ်မှတ်ချက်တွေဟာအချိန်နေရာရည်ကြည်မှုဓလေ့ထုံးစံတွေနဲ့စီးပွားရေးအခြေအနေပေါ်မူတည်ပြီးတော့မှပြောင်းလဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဂျန်နာပြောင်းလဲမှုတွေကိုလေ့လာကြည့်အောင်ဟိုးရင်ခေတ်ကဆိုရင်အမျိုးသားကောင်းလူကြီးလူကောင်းပိတာတယ်ဆိုတဲ့ပုံစံတွေကြည့်ကြည့်ရအောင်ယောက်ျားပိတာတဲ့ပုံစံဖြစ်ဖို့အတွက်ထိုးခွင့်မင်ကြောင်နဲ့ရောင်တုံးတွေရှိကြမှာဖြစ်ပါတယ်ဒါပေမဲ့အခုခေတ်မှာဆိုရင်တော့ယောက်ျားကောင်းလို့ပြောပေမဲ့လည်းထိုးခွင့်မင်ကြောင်နဲ့ရောင်တုံးတွေရှိနေဖို့မလိုအပ်တော့ပါဘူးဒါဆိုရင်ယောက်ျားကောင်းဆိုတဲ့တတ်မှတ်ချက်တွေဟာအချိန်နေရာပေါ်မူတည်ပြီးတော့မှပြောင်းလဲနေတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါလိုပဲအမျိုးသမီးကောင်းဆိုတဲ့စံတတ်မှတ်ချက်တွေကလည်းမြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးကောင်းတွေရဲ့စံတတ်မှတ်ချက်နဲ့အခြားနိုင်ငံတစ်ခုခုမှာရှိတဲ့အမျိုးသမီးကောင်းတွေရဲ့စံတတ်မှတ်ချက်တူညီမှာမဟုတ်ပါဘူးဒါအပြင်အမျိုးသားအမျိုးသမီးတွေပေါ်မှာထားကြတဲ့ယဉ်ကျေးမှုစံနှုန်းတွေကလည်းတောင်ပေါ်ယဉ်ကျေးမှုမြေပြန့်ယဉ်ကျေးမှုတွေဟာမတူညီဘူးဆိုတာလည်းတွေ့ကြမှာဖြစ်ပါတယ်ဒါအပြင်စီးပွားရေးအခြေအနေများကြောင့်ပြောင်းလဲနေတဲ့စံတတ်မှတ်ချက်တွေလည်းရှိပါတယ်ရခိုင်ကဆိုရင်အမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ကြရင်အမျိုးသားကစီးပွားရှာတဲ့အလုပ်ကိုအဓိကလုပ်ဆောင်ရပြီးတော့အမျိုးသမီးကအိမ်မှာပြုစုထိန်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်ကိုအဓိကလုပ်ဆောင်ကြရပါတယ်ဒါပေမဲ့အခုခေတ်ကာလမှာအမျိုးသမီးတွေနဲ့အိမ်ထဲမှာပဲနေဖို့အဆင်မပြေတော့တဲ့အခါအမျိုးသားတွေကလည်းအပြင်မှာအမြဲတမ်းအလုပ်ထွက်မလုပ်နိုင်တော့တဲ့အခြေအနေမျိုးတွေလည်းရှိလာနိုင်ပါတယ်ဒါကြောင့်ဒါတွေကလည်းဂျန်နာတတ်မှတ်ချက်တွေပြောင်းလဲနေတဲ့အရာတွေပဲဖြစ်ပါတယ်အနှစ်ချုပ်ပြန်လဲဆွေးနွေးရမယ်ဆိုရင်လိင်ဆိုတာခန္ဓာဗေဒပေါ်မူတည်ပြီးတဘာဝအရာမပြောင်းလဲနိုင်ပါဘူးဂျန်နာဆိုတာလူမှုပတ်ဝန်းကျင်ကတတ်မှတ်တဲ့တတ်မှတ်ချက်တာဖြစ်ပြီးနေရာအချိန်ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့စီးပွားရေးအခြေအနေများကြောင့်ပြောင်းလဲတတ်တယ်ပြောင်းလဲနေတယ်ဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အခုလောက်ဆိုရင်ဂျန်နာနဲ့လိင်ကိုလူမှုရေးပညာရှုထောင့်ကနေဘယ်လိုကွဲပြားခြားနားလဲဆိုတာလေ့လာနိုင်မယ်လို့ညွှန်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်